ယုံနိုင်မလားတန်ချိန်တစ်ဆက်တူညရှိတဲ့တင်မောတစည်းပေါ်ကုန်စီတွေတင်ဖို့လျှက်စစ်တပ်အားလုံးဝနှီးပါမလိုပါဘူးမီရှီဂန်ပြည်နယ်မာခွက်မြို့က Briscoe စိတ်ခံတရားမှာဆိုရင်ကဘာမြေဆွဲအားတစ်ခုလေးနဲ့အလုပ်အားလုံးပြည့်မြောက်စေပါတယ်ကုန်ပတ်ကြိုးတွေမော်တာတွေဘာတစ်ခုမှမလိုပဲတန်တတူရိုင်းနဲ့အမြင့်ရဲ့အင်အားကိုပဲသုံးထားတာပါတန်ချိန်ဒါဇင်နဲ့ချီလေးလံတဲ့အရာမှတန်မဏိရှော့ပြုံကြီးတွေဟာနေရာတကျရွေ့ရသွားပြီးတင်မောရဲ့ကုန်ပေါက်တွေပေါ်မှာအသေးပိတ်ပြီးချိတ်ဆက်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကုန်တင်တဲ့လုပ်ငန်းစတင်မှာတော့တဲ့ကုန်တင်ရထားတွေဟာအပေါ်ထက်ကိုရောက်ရှိလာပြီးတန်တတူရိုင်းတွေကိုမြင်မာတဲ့တိုးလောင်ကန်တွေနဲ့တွန်းချကြပါတယ်ကုန်တင်တင်မောကြီးအောက်မှာစိုက်ကပ်လိုက်တဲ့အခါမှာတော့စိတ်ခံတရားရဲ့အနီရောင်ရင်းရင်ရှော့ပြုံကြီးတွေဟာကုန်ပေါက်တစ်ခုချင်းစီတွေကိုတိတိကျကျနှိမ့်ဆင်းသွားပြီးတန်တတူရိုင်းတွေဟာထိန်းချုပ်ထားတဲ့လှိုင်းလုံးကြီးတွေလိုတင်မောဝမ်းတွေကိုအောက်ဘက်သို့တရားဟောစီးဆင်းသွားပါတယ်ဒီစိတ်ခံတရားကြီးဟာ Lake Superior ရဲ့အထက်မီတာ20ကျော်မြင့်မှာတည်ရှိပြီးအဆင့်ဆင့်တိစောက်ထားတဲ့တံမဏိအဆောက်အုံကြီးဖြစ်ပါတယ်။ဒါဟာအလှပြဖို့စောက်ထားတာမဟုတ်ပဲအမြင့်ရဲ့အရှိန်ဟုန်ကိုတန့်စင်တဲ့ကုန်တင်စွမ်းအဖြစ်ပြောင်းလဲဖို့စောက်ထားတာပါတင်မော balance ညီနေစေဖို့အတွက်ကုန်တွေကိုတင်မောဝမ်းရဲ့မတူညီတဲ့အကန့်တွေထဲစနစ်တကျအလှည့်ကျခွဲထည့်ရပါတယ်။တန်ချိန်ပေါင်းထောင်နဲ့ချီရွှေ့ပြောင်းနေစဉ်အတွင်းအန္တရာယ်ရှိတဲ့တိမ်းဆောက်မှုတွေမဖြစ်အောင်တစ်ဖက်ပြီးမှတစ်ဖက်ကိုဖြစ်သွင်းတာဖြစ်ပါတယ်။နာရီပိုင်းငယ်အတွင်းမှာပဲဒီလိုအရာမှတင်မောကြီးတစ်စီးလုံးကုန်ပြည့်သွားပြီးဒါဟာကဘာမြေဆွဲအားနဲ့တိကျတဲ့အင်ဂျင်နီယာအတတ်ပညာကလွဲလို့ဘာဆွဲအင်မှမသုံးပဲလှုပ်ဆောင်သွားတာဖြစ်ပါတယ်